ဇလန်လေးရဲ့အစမှာတော့လင်းချမ်းရှင်းလို့ခေါ်တဲ့ကောင်မလေးဟာရုပ်လဲမချောစာလဲသိပ်မတော်တဲ့တာမန်အလဲတန်းကျောင်းသူလေးတစ်ယောက်ပါသူမရဲ့တခုတည်းသောမျှော်လင့်ချက်ကတော့ကျောင်းရဲ့နာမည်အကြီးဆုံးစာအတော်ဆုံးနဲ့ရုပ်အချောဆုံးကျောင်းသားလေးအိုရန်ကိုတိတ်တိတ်လေးသဘောကျနေတာပဲဖြစ်ပါတယ်ဆယ်ကျော်သက်အရွယ်မင်းကလေးတစ်ယောက်ပြီးကိုကြိုက်တဲ့သူရဲ့အနားမှာအရေးတကြီးကြီးနဲ့နေချင်းပေးမဲလဲအိုရန်ရဲ့ဘေးမှာကကျောင်းရဲ့အလှဆုံးကောင်မလေးမင်မင်ကအမြဲရှိနေခဲ့တာပါတနည်းမှာတော့လင်းချမ်းရှင်းတယောက်ကျောင်းရဲ့လူဆိုးကိုင်းကောင်းဆောင်ရှုတိုက်ယူနဲ့မထင်မှတ်ပဲပြဿနာတက်ပြီးဆုံတွေ့ခဲ့ပါတယ်စိတ်ဝင်စားစရာကောင်းတာကရှုတိုက်ယူကလည်းကျောင်းကအလှဆုံးကောင်မလေးမင်မင်ကိုသဘောကျနေတာပါပဲဒီလိုနဲ့သူတို့နှစ်ယောက်ဟာကိုသဘောကျတဲ့သူတွေနဲ့နီးစပ်ဖို့အတွက်အိုရန်နဲ့မင်မင်တို့ကိုသဘောမတူနိုင်တဲ့အသေးကွဲလူမိုင်းနှစ်ယောက်ပေါင်းပြီးမဟာမိတ်ဖွဲ့လိုက်ကြပါတော့တယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့တစ်ဖက်လူရဲ့အချစ်ရည်ကိုဖျက်ဆီးပြီးကိုကြိုက်တဲ့သူကိုအပိုင်ရယူဖို့ပါပဲ